ထရကားကြီးတစ်စီးကအယံနေကွေးစွာမောင်းနေပြီမဲ့နောက်ကကားသမားကတော့ကြောမတိုက်ရဲခဲ့ပါဘူးဘာလို့လဲဆိုတော့အဲ့ဒီထရကားမောင်းသမားဟာလူရန်ကားတယောက်ခက်နေတာကိုသူသိနေလို့ပါပဲမကြသေးခင်ကတခါပဲကြွန်တက်ကြည့်လိုက်တော့ကနောက်ကနေဝင်တိုက်ခံရပြီးယထာနဲ့တိုင်းမိမလို့ထီတောင်ထဲထဲပူတာကိုဒါကြောင့်ဒီလူဟာထတ်ကြွမတက်ရဲတော့ပဲကိုနေကားကထားလာတဲ့မိကုန်းငွေတွေကိုတဲခံရင်လိုင်းနေရတော့တာပေါ့ကန်ကောင်းစွာနဲ့ရှေ့မှာနားနဲ့စခန်းတစ်ခုရှိတာကြောင့်ခဏလောက်ဝင်ပုံးဖို့စီစဉ်လိုက်ပေမဲ့အန်အောစရာကောင်းတာကထရကားကြီးကလမ်းဘေးမှာရပ်ပြီးသူ့ကိုစောင့်နေပါလေရောရှင်းရှင်းပြောရရင်လူရန်ကားရင်မောင်းကသူ့ကိုလွတ်ပေးမဲ့ပုံမပေါ်ခဲ့ပါဘူးကြောက်လန့်နေတဲ့လူကရဲကိုဖုံးခေါ်ပြီးဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ဖုံးမဆက်ရသေးခင်မှာပဲထရကားကြီးကရုတ်တရက်သူ့ကိုဦးတီးပြီးပြေးဝင်လာခဲ့ပါတယ်သူမတုံ့ပြန်နိုင်ခင်မှာပဲထရကားကြီးကထပ်ပြီးတိုက်ခိုက်ဖို့ကြိုးစားပြန်ပါတယ်ကန်ကောင်းစွာနဲ့ရှောင်တိန်နိုင်ခဲ့ပါတယ်ထရကားကြီးကလှည့်နေတော့မှသူကားထက်ကိုခုံဝင်ပြီးအမြန်မောင်းထွက်ခဲ့ပါတယ်ထရကားနဲ့တရားရင်ဆိုင်လို့မနိုင်ဘူးဆိုတာသူသိနေတာကြောင့်လမ်းဘေးကိုမောင်းဝင်သွားပြီးမြေပုံခုံးကြီးတစ်ခုရဲ့နောက်မှာပုံနေလိုက်ပါတယ်ထရကားကြီးကဝီးကနေကြော်သွားလာကိုမြင်တော့မှသူအနှဲငယ်စိတ်အေးသွားခဲ့ရပါတယ်ဒီနေရာမှာပဲတနားရီလောက်စောင့်ပြီးမှထွက်သွားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့မကြာခင်မှာပဲသူအိပ်ပျော်သွားခဲ့ပါတယ်ခဏကြာတော့စူညံနဲ့ဟွန်းတန်ကြီးကြောင့်သူနိုးလာခဲ့ပါတယ်အဲ့ဒါကဖြတ်သွားတဲ့ရထားတန်ပဲဖြစ်နေကြတာတီးတော့ရဲလိုက်မိပါတယ်ဒီလောက်အချိန်ကြာသွားပြီဆိုတော့ထက်ကားကြီးလှည့်ပြန်လာစရာအကြောင်းမရှိတော့ဘူးလို့သူထင်လိုက်ပါတယ်သူအဝေးပြေးလမ်းပေါ်ဟောပြန်ရောက်လာခဲ့ပါတယ်မောင်းနေရင်ထက်ကားကြီးလက်ကနောက်ဆုံးတော့လွတ်သွားပြီဆိုပြီးပြုံးနေတော့မှဟဲထက်ကားကြီးကိုထပ်တွဲလိုက်ရပြန်ပါပြီဒါပေမဲ့ကားကနေမှရင်မောင်းမရှိတာကြောင့်ကားပါကင်ထိုးထားတာဖြစ်မယ်လို့သူထင်လိုက်ပါတယ်ဒါပေမဲ့သူ့ကားစီကိုတိုးထွားတဲ့အချိန်မှာလည်းအင်ဂျင်တန်ကထွက်လာပြီးထက်ကားကြီးကလမ်းကိုပိတ်ဆို့လိုက်ပါတော့တယ်ဒီအပြုတ်မူကဒီလူကိုလုံးဝဒေါသထွက်စေခဲ့ပါတယ်စိတ်တော်တော်နဲ့သူဟာရင်မောင်းနဲ့ရင်ဆိုင်တော့မယ်ဆိုပြီးထက်ကားကြီးစီကိုရှော့သွားခဲ့ပါတယ်အန်ရောစရာကောင်းတာကထက်ကားကြီးဟာရုတ်တရက်ရှေ့ကိုရွေ့သွားခဲ့တာပါပဲဒီလူရက်လိုက်တော့ထက်ကားကြီးလည်းရက်သွားခဲ့တယ်ရင်မောင်းကသူ့ကိုနှိပ်စက်ချင်းယုံတတ်ပဲဆိုတာသိလိုက်တော့ဒေါသတကြီးနဲ့သူ့ကားတွေကိုပြန်ဝင်ပြီးပြန်တိုက်ခိုက်ဖို့အသင့်ပြင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲထက်ကားမောင်းသူကသူ့ကိုရှေ့ဆက်မောင်းဖို့လက်ပြလိုက်ပါတယ်ဒီလူနားနဲ့သွားပြီးကားကိုစတင်လိုက်ပါတယ်လူချိန်မှာတော့သူကတနာရီမှ10:20နှုန်းထိအရှိန်တင်မောင်းနေခဲ့ပါတယ်သူကရှေ့ကနေဥဆောင်နေပေမဲ့ထရက်ကားကြီးကတော့ကတ်လိုက်နေသေးပါပဲသူစတင်ထိတ်လန့်လန့်ချိန်မှာပဲရှေ့မှာရဲကားတစ်စီးကိုတွေ့လိုက်ရပါတယ်သူအခုတော့လုံးဝဘေးကင်းသွားပြီလို့ထင်ပြီးအရှိန်လျော့လိုက်ပေမဲ့နောက်ကထရက်ကားကြီးကတော့အရှိန်မထိန်နိုင်တော့ပဲရဲကားကိုလည်းတိုက်မိလူနီဖာဖြစ်ခဲ့ရပါတယ်သူလည်းရမရပဲဆက်မောင်းတော့ထရက်ကားကြီးကပိုပြီးနီးကပ်လာခဲ့ပါတယ်အဲ့ဒီနောက်လန်ခွဲတစ်ခုကိုတွေ့လိုက်ရပါတယ်သူလည်းစဉ်းစားမနေတော့ပဲကြွေးချိုးလိုက်ပါတယ်အဲ့ဒီလန်ကတောင်ပေါ်ကိုတက်တဲ့လန်ဖြစ်ပါတယ်ဒါဟာသူ့ရဲ့တစ်ခုတည်းသောအခွင့်အရေးဖြစ်နေပါတယ်သူမျောလင့်ထားတဲ့အတိုင်းပဲအတက်မှာထရက်ကားကြီးကသူ့ရဲ့အလေးချိန်ကြောင့်နှေးကွေးသွားခဲ့ပါတယ်ဒီလူပြုံးနေနိုင်ပါပြီဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့ကားထဲကမီခိုးတွေထွက်လာပြီးအရှင်ရောကြွားသွားခဲ့ပါတယ်သူအလုံးကြောင်းရွံ့သွားပေမဲ့သူတောင်ထိပ်ကိုတော့မရောက်ရောက်တက်နိုင်ခဲ့ပါတယ်အစင်းမှာတော့သူဂီယာကိုရှော့ချလိုက်ပြီးအရှင်နဲ့ဆင်းခဲ့ပါတယ်သူ့ရဲ့အရှင်ကပိုပြီးတိုးလာပေမဲ့ထရက်ကားကြီးကတော့အောက်ကိုပိုပြီးတော့မြန်မြန်ဆင်းလာခဲ့ပါတယ်သူဟာမြေပြန်လမ်းကိုရောက်ခဲ့ပေမဲ့လမ်းကိုကာထားတဲ့တန်တန်းကြီးတစ်ခုပိတ်ဆို့နေတာကိုတွေ့လိုက်ရပါတယ်မျောလင်းစီအားလုံးပျောက်ဆုံးသွားခဲ့ပါပြီထရက်ကားကြီးကိုစိုက်ကြည့်ရင်ဒီလူဟာတက်တိရှိတဲ့ဆုံး